တင်ယူမှုတွေလောက်ပြီးတော့ရင်းချက်မှုကမဖွင့်လာတဲ့အချိန်ကကြာ ego ကကြီးသွားတယ်ဒီ ego ကကြတော့ဗာလဲဆိုပေတံတွေထွက်လာအမှန်အမှားပေတံတွေထွက်လာတွေ့တဲ့မြအရာကိုလိုက်ပြီးတော့ဗာလိုက်လို့တာတိုင်းလို့မှမတော်ရင်ဒါမှားတယ်ဒါမကိုက်ဘူးနောက်တစ်ခုကဒီ ego ကဘယ်ချိန်ထပ်ထွက်လဲဆိုပြပြမယ်နော်တင်ယူမှုတွေလောက်ပြီးတော့ရင်းချက်မှုကမဖွင့်လာတဲ့အချိန်ကကြာ ego ကကြီးသွားတယ်ငါ့ကိုများဘာကြီးထင်နေအောင်ငါကဘာပြီးထားတာငါကဘာတွေရထားတာငါဘယ်လိုမျိုးတွေလောက်ပြနိုင်ခဲ့တာအဲ့ဒီပါလေဒီကိုမြန်မာလို့ဆိုပါလေအဲ့ဒါနောက်တစ်ခုကမန်လို့ခေါ်တယ်မန်ချရင်ဟန်ကြတယ်မန်ထောင်ရင်ရန်ဆောင်တယ်တမန်နေပဲငါ့ကိုဘာများမှတ်နေလဲငါ့ကိုဘယ်လိုလူလို့ထင်နေငါကိုများအဲ့ဒီပါလေဒီကိုတချို့သော success တွေမှာ ego တွေကကပ်ပါလာတယ်ဒါကြောင့်မို့ success တွေ money တွေကအဲ့လောက်ကြီးထိအရေးကြီးနေတယ်မှာမပါအောင်ဘယ်ရောက်ပြောတော့မလို့လား genius လူတိုင်းရဲ့စိတ်ထဲမှာ genius တွေရှိတယ်အဲ genius တွေကိုဆရာတို့ကပြိုးထောင်ပေးနိုင်မှတကယ် genius လေးဖြစ်လာတာ